အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ကတော့တမယာသီးကိုဟင်းချက်စားမှာဖြစ်ပါတယ်ဟုတ်ပါတယ်တခါမှကျွန်တော်တို့မလုပ်စားဘူးကြဘူးပေါ့နော်ဒီနေ့မှာကျွန်တော်ဘယ်လိုချက်လဲဆိုတာကိုလိုက်ကြည့်ကြပါအောင်ခင်ဗျာကျွန်တော်ကတော့တမယာသီးဟင်းချက်ဖို့အတွက်ကိုကျွန်တော်6လုံးသုံးပါတယ်ဒီတမယာသီးကိုကျွန်တော်တို့အပြင်ကအစည်းတွေကုံသွားအောင်လို့ကျွန်တော်တို့စားလေးနဲ့အနှဲငယ်လေးကျွန်တော်တို့ပို့ပေးလိုက်မှာပေါ့နော်ပို့လိုက်ခြင်းအပြင်ကျွန်တော်တို့ဒီတမယာသီးရဲ့ပူဆက်တဲ့ဟာလေးနည်းနည်းလေးတော့လျော့သွားပါမယ်မပုတ်လဲရပါတယ်ဒီတိုင်းချက်လို့အဆင်ပြေပါတယ်ခင်ဗျာစားနဲ့ကျွန်တော်တို့ပို့နေပြီဆိုလို့ရှိရင်เนาะတမယာသီးကိုနူးအောင်လို့ရေနဲ့ပြုတ်ရမှာဖြစ်ပါတယ်ရေနဲ့ပြုတ်ပြီးလို့နူးသွားမှပဲကျွန်တော်တို့ချက်လို့ရတာဖြစ်ပါတယ်ခင်ဗျာတမယာသီးရဲ့အပြင်အခွန်တော့အတွင်းအသားတွေရောအကုန်လုံးနူးအိအောင်ပြုတ်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်တော့အနည်းငယ်လေးပေးရတယ်အရင်ပထမတရေပြုတ်လိုက်တဲ့အခါမှာတမယာသီးအခွန်ကမာဆက်ဆက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထပ်ပြီးတော့ပြုတ်လိုက်ပါတယ်ဒီလိုလေးကျွန်တော်တို့နူးရိသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဆယ်ထားလိုက်လို့ရပါပြီရေကိုတော့ကျွန်တော်တို့တွန်ထုတ်လိုက်ပါမယ်နိုးရိသွားတဲ့တမယာသီးအတွင်းသားတွေကိုကျွန်တော်တို့တစားစီဖဲ့ပြီးဆိုရင်တော့အတွင်းထဲမှာရှိနေတဲ့ကျွန်တော်တို့အဆီတွေကိုတော့ကျွန်တော်တို့ဖယ်ထုတ်လိုက်ပါမယ်အဆီတွေပါနေလို့ရှိရင်ကျွန်တော်တို့စားတဲ့အခါမှာနည်းနည်းလေးပါဇက်ရှုပ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့အဆီတွေကိုလည်းသေချာလေးဖယ်ရှားပေးလိုက်ပါမယ်ဒီနေ့မှာချက်တာကတော့တမယာသီးတနက်ပုံစံဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆေးဘက်လည်းဝင်တယ်လို့လူကြီးတွေလည်းကြိုက်မှသေချာပါတယ်ခင်ဗျာတရက်ဒီတနက်တွေကျွန်တော်တို့ကြော်တဲ့အခါမှာကျွန်တော်တို့စီများသုံးတယ်မလားဒါကြောင့်မို့လို့ဒီနေ့တမယာသီးတနက်လုပ်တဲ့အခါမှာလည်းစီလေးအနှဲငယ်ပို့ထည့်ပါမယ်စီထည့်ပြီးရင်ကျွန်တော်တို့ဒီစနွေးမှုတ်လေးစီတက်လိုက်ပါမယ်ပြီးရင်တော့စက်သွန်နီလေးကျွန်တော်တို့ကြော်လိုက်ပါမယ်ခင်ဗျာစက်သွန်နီလေးကလည်းအိတ်လာပြီဆိုရင်တော့ပစုံကြောက်ထောင်းထားတာလေးပါထည့်ပါမယ်ပစုံကြောက်မထည့်ချင်လည်းရပါတယ်ကျွန်တော်ကပိုစားကောင်းအောင်လို့ပစုံကြောက်ကိုထောင်းပြီးတော့ပါထည့်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ငရုတ်ဒီအစိမ်းမုတ်ပေါ့နော်နှစ်စုံလောက်ကိုထည့်ပြီးရင်စီတက်လိုက်ပါမယ်အချင်းရဲ့အရသာကိုထိမ့်မှုအတွက်ကတော့ကျွန်တော်တို့စိမ့်စမ်းငပိလေးအငဲငယ်လိုအပ်ပါတယ်စိမ့်စမ်းငပိကိုပါတခါလေးထည့်လိုက်ပါမယ်ခင်ဗျာစီတက်လို့စီနန့်လေးလည်းမှွေပြီးစိမ့်စမ်းငပိလည်းချက်ပြီးဆိုလို့ရှိရင်တော့ခုနကတစားစီထည့်ထားတဲ့တမယာသီးပြုတ်ကိုတခါလေးထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ကတော့ငရုတ်တီမိုးမြော်အတောက်သေးလေးပေါ့နော်ဒီအတောက်သေးလေးကကြတော့ဒီတနက်တွေနဲ့စားရတဲ့ခါမှာလိုက်ဖက်တယ်ဒါကြောင့်မလို့ငရုတ်တီမိုးမြော်ထည့်ပါတယ်ရေကိုတော့လိုတိုးပို့ရှော့မိမိစိတ်တိုင်းကြလုပ်လို့ရပါတယ်ရေမပိုင်ရင်တော့ကျွန်တော်တို့အိုကတ်တက်ပါတယ်ခင်ဗျာဒီတမယာသီးချက်တဲ့အခါမှာတော့အချိုမုတ်ထက်ကိုတကြားကိုသုံးတင်တယ်လို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့မှာတကြားပဲထည့်လိုက်ပါတယ်ပြီးရင်တော့ငံပြာရည်လေးပါနည်းငယ်ထည့်လိုက်ပါတယ်ခင်ဗျာဟင်းအိုချက်ကန်နီးပြီဆိုလို့ရှိရင်တော့ကျွန်တော်စက်သွန်ဖြူပေါ့နော်စက်သွန်ဖြူလေးအခွန်ခွာရတွေလေးထည့်ပါမယ်ဒီတနက်တွေလုပ်တဲ့အခါမှာတော့ကျွန်တော်မဆလာနိုင်လေးထည့်ပြီးတော့ချက်တာကအနံ့လဲပုံမွေးတယ်လို့ဒီတရက်ဒီတနတ်တို့ဒီတမယာသီးတနတ်တို့ရဲ့အရသာကိုလည်းပို့ပေါ်လွင်စေပါတယ်စီလေးပြန်သွားရင်တော့ရပါပြီခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ဒီနေ့မှာကတော့တမယာသီးပေါ်တဲ့ယာသီးပဲဖြစ်ဖြစ်တမယာသီးမိမိအိမ်မှာအစင်သင်းရှိနေရင်ပဲဖြစ်ဖြစ်လူကြီးတွေလည်းကြိုက်ပြီးတော့ထမင်းလဲမိန်စေမယ်ဟင်းတစ်ခွက်အပြည့်ကျွန်တော်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအားလုံးလည်းလိုက်လှုပ်ရှားကြည့်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ